ကိုစိတ်မလုံခြုံမှုတွေခံစားနေရပြီးပြင်းပန်းနေပြီလားကိုယုံကြည်မှုအရှိဆုံးဖြစ်လာဖို့ကြိုးစားနေလားဒါဆိုဒီဗီဒီယိုကတင်အတွက်ပါဒီဗီဒီယိုမှာတင်အတွက် confident ပိုရှိလာစေဖို့ထားမယ်ပုံမှန်သွင်းပြ mindset နဲ့အပြုအမူတွေကိုဖော်ပြပေးသွားပါမယ်မိရင်က error တွေကိုရှင်းလင်းလင်းမှုဒီနေ့ပဲစတင်လိုက်ပါပြီးတော့ကိုယုံကြည်မှုပိုရှိလာစေဖို့ပြုလုပ်ရမယ့် step တွေကိုဖော်ပြပေးလိုက်ပါတယ်လူတွေကများသောအားဖြင့်ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး insecurity ဖြစ်ကြတာများပါတယ်ဒါကြောင့်ကိုလှပကြောင်ခံစားနိုင်မှုဒီနည်းလမ်းတွေကိုလိုက်နာကြည့်ပါကိုနဲ့ပုံစံတူတဲ့သူတွေကိုကြည့်ပါဥပမာတင်ရဲ့နှာခေါင်းပုံစံကိုလေးချင်းခန္ဓာကိုယ်ပုံစံနဲ့တူတဲ့သူတွေထဲမှာတကယ်လှပပြီးဆွဲဆောင်မှုရှိတဲ့သူတွေအများကြီးရှိနေပါတယ်သူတို့ကိုကြည့်ပြီးသူတို့ရဲ့အလှတွေကိုသိမြင်လာနိုင်တယ်လို့ကို့မှာလည်းအလှရှိကြောင်းမှသိမြင်လာပါလိမ့်မယ်နောက်တစ်ခုက make up ပြင်တဲ့အခါမှာကိုယ့်ရဲ့တဘာဝလှတဲ့အလှကိုပုံမပေါ်လွင်အောင် make up look မျိုးပြင်ပါကိုမျက်လုံးပုံစံအတွက်ပဲ eyeliner ပိုတင်တော်မလဲမျက်နှာပုံစံအတွက်ဘယ်လို control technique ကတင်တော်မလဲစတဲ့ make up ပုံစံအမျိုးမျိုးတွေကကိုနဲ့ကိုက်ညီမဲ့ make up look ကိုရှာဖွေပြီး try ကြည့်ပါနောက်ဆုံးတစ်ခုကအဝတ်စားလူတစ်ယောက်အပေါ်ကြီးမားတဲ့လွှမ်းမိုးမှုရှိပါတယ်ကိုယုံကြည်မှုရှိစေတဲ့ခံစားချက်မျိုးရနိုင်မဲ့အဝတ်စားပုံစံမျိုးကိုရွေးချယ်ပါကိုနဲ့လိုက်ဖက်တဲ့ဝတ်စုံတွေကိုရွေးချယ်ဝတ်စင်ပါကိုနဲ့လိုက်ဖက်တဲ့ချစ်စရာကောင်းတဲ့ဝတ်စုံလှလေးဝတ်ထားတဲ့နေ့မျိုးဆိုတကဘာလုံးအနိုင်ရင်ပြစ်လိုက်နေလို့ခံစားရစေပါတယ်ဒါပေမဲ့ confidence ဆိုတာရုပ်ရည်ကနေအပြည့်မရနိုင်ပါဘူး Confidence is a mindset. ယုံကြည်မှုရှိတဲ့သူတိုင်းကိုပထမအနေနဲ့ထားကြပါတယ်ကိုတမိုးကိုသိပြီးကိုအလေးထားတဲ့သူများဖြစ်ကြပါတယ်ဒါဟာ standard တစ်ခုဖြစ်ပါတယ်ဒါဆိုဘယ်လိုရအောင်ဒါပေမဲ့တကယ်အမှန်တရားကိုရဲ့လှပမှုနဲ့တမိုးရှိမှုတခြားဘယ်သူတဦးတစ်ယောက်ကမှလှတယ်လို့လာမပြောပေးလဲကိုသိထားတယ်ဒါကြောင့်လူအများရဲ့ရှိကျိုးမှုအတီးပြုမှုကိုမဆောင်ပါနဲ့တခြားသူရဲ့ comment တွေကကိုအတွက်အရင်ရေးမပါပါဘူးအဓိကကိုချစ်ပါကိုလုပ်နေတဲ့အလုပ်ကိုချစ်ပါကိုနေ့တိုင်းရှိကျိုးပေးပါကိုအတွက်ကိုလှကိုသူတို့ကသဘောကျတယ်ဒါပေမဲ့တကယ်တော့သူတို့သဘောကျတာသူတို့အကြိုက်လိုက်နေတဲ့ကိုသဘောကျတာပါတကယ်ကိုအစစ်မှန် reality ကိုသဘောကျတာမဟုတ်ပါဘူးအမှန်တရားတစ်ခုကလူတိုင်းအသိအောင်ကြိုက်မှာမဟုတ်ပါဘူးအဲ့လိုပဲတင်ကလည်းလူတိုင်းအောင်ကြိုက်မှာမဟုတ်ပါဘူးဒါကြောင့်လူတိုင်းအကြိုက်လိုက်နေမနေပဲကိုစရိုက်တိုင်းရှိတိုင်းကိုဟာကိုလက်ခံလိုက်ပါကိုသဘောကျတဲ့သူတွေစစ်မှန်တဲ့သူတွေကိုတွေ့လာပါလိမ့်မယ်တင်အောင်သဘောမကျတဲ့သူတွေကိုယူဆိုင်စရာမလိုပါဘူးကိုဘဝမှာကိုဟာ main character ပါပဲ confident ကိုတားဆီးနေတဲ့အကြီးမားဆုံးပြဿနာကလူတွေကကိုဘယ်လိုထင်မလဲဆိုတာကိုစိုးရိမ်နေခြင်းပါပဲတကယ်တော့လူတွေကတင်ချင်တယ်လို့ကိုအရင် cue ဆိုင်နေကြတာမဟုတ်ပါဘူးတခါတလေတင်လမ်းမှာလမ်းလျှောက်လာတဲ့အခါဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကငါ့ကိုဘယ်လိုထင်နေမလဲဆိုတာမျိုးစဉ်းစားဘူးလား Hey girl ဘယ်သူမှတင်အလောက် cue ဆိုင်နေတော့ဘာလို့လဲဆိုတော့လူတိုင်းကသူတို့အတွေ့နဲ့သူတို့ရှိနေကြပါတယ်ဥပမာတင်လန်းလျှောက်ရင်ရုတ်တရက်ရှေ့လျှော်ပြီးလဲကျသွားတာမျိုးဖြစ်သွားတယ်ဆိုပါစို့သူတို့တွေတင်အောင်ရီကြတာမျိုးလှောင်ကြတာမျိုးဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့သူတို့အိမ်ရောက်သွားတဲ့အခါမျိုးမှာသူတို့ကဒီကိစ္စကိုမတွေးတော့ပါဘူးသူတို့ရဲ့ပြဿနာတွေသူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်းစဉ်းစားနေကြမှာပါရှိတဲ့သူတူကသူ့တမိုးကိုသိပြီးသူ့ boundary ကိုတိတိကျကျသတ်မှတ်တတ်တဲ့သူပါပဲတခြားသူတွေနဲ့နှိုင်းယှဉ်တာကိုရပ်ပါကျမတို့ဘဝကိုတခြားသူတွေရဲ့ဘဝတွေနဲ့နှိုင်းယှဉ်ခြင်းဟာလုံးဝအဓိပ္ပာယ်မရှိပါဘူးဘာကြောင့်လဲဆိုတော့ပိုလှပြီးပိုအောင်မြင်နေတဲ့သူဆိုတာအမြဲရှိနေမှာပါဒါပေမဲ့ငါကတခြားသူတွေထက်ပိုကောင်းအောင်လုပ်နေတာမဟုတ်ဘူးဆိုတော့သတိပြုမိဖို့လိုပါတယ်အရင်ကတင်မလုံနိုင်ဘူးမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့တချို့သောအရာတွေကိုလုံနိုင်ခဲ့တဲ့အခါမှာကိုဂုဏ်ယူစရာကောင်းခဲ့တဲ့အချိန်တွေကိုပြန်တွေးကြည့်ရင်ကိုဘယ်လောက်တိုးတက်လာလဲဆိုတာကိုသတိထားမိပါဒါကြောင့်တခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့ကိုဟာကိုပါပဲတင်ဟာဒီကမ္ဘာမှာနောက်တစ်ယောက်ထပ်မရှိနိုင်တဲ့တယောက်တော်သူပါပဲဒါကြောင့်တခြားသူတွေလိုဖြစ်ဖို့မကြိုးစားပါနဲ့ Be the best version of yourself အမားတွေကနေတင်ယူပါကျမကိုပို့ပြီးယုံကြည်မှုရှိလာစေတဲ့အရာတစ်ခုကတော့အမားတွေကနေတင်ယူတတ်ခြင်းပါပဲအရင်တော့တခုခုကိုမအောင်မြင်တာမျိုးလူတဦးတစ်ယောက်ကကိုယ်ကိုညှင်းပယ်လိုက်တာမျိုးဆိုရင်ကိုဟာကိုတန်ဖိုးနေတဲ့လိုမျိုးအသုံးမကျတဲ့လိုမျိုးခံစားခဲ့ရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့သိလာတာတစ်ခုကကိုယ့်ရဲ့အကောင်းဆုံးပုံစံဖြစ်လာဖို့တွားရတဲ့လမ်းမှာကြာရှုံးတာဟာတာမန်ဖြစ်စဉ်တစ်ခုပါပဲတကယ်တော့အရာရာအရှုံးမရှိပါဘူးဘာလို့လဲဆိုတော့အနိုင်ရရင်မရရင်သင်ခန်းစာတစ်ခုတော့အမြဲရစမြဲပါကိစ္စရဲ့အတိုင်းမှာအနိုင်နဲ့အရှုံးနှစ်ခုလည်းမဟုတ်ပါဘူးအနိုင်နဲ့သင်ခန်းစာပါဝင်နေတယ်ဆိုတော့သတိပြုမိဖို့လိုပါတယ်တစုံတဦးရဲ့ညှင်းပယ်ခြင်းခံရတာဟာကိုယ့်ကိုတကယ်မှန်ကန်တဲ့သူစီသွားနိုင်မှုအခွင့်အရေးတစ်ခုပါစာမေးပွဲမှာကြာရှုံးသွားရင်လည်းဒါဟာတင့်ရဲ့စာလေးလာမှုနည်းလမ်းအသစ်တစ်ခုထပ်ထွန်းကြည့်ဖို့အခွင့်အရေးတစ်ခုပါပဲဒါကြောင့်ဘယ်ကြာရှုံးခြင်းမှမဆိုကိုယ့်အတွက်အကျိုးရှိစေပါတယ် confidence ဆိုတာမျိုးကဒီနေ့တိဆောက်နောက်နေ့ချက်ချင်းရတဲ့အရာမျိုးမဟုတ်ပါဘူးဖြည်းဖြည်းချင်းတိဆောက်သွားရတဲ့ long term journey တစ်ခုပါဒါကြောင့်စိတ်ရှိရှိနဲ့တနေ့ချင်းစီတိဆောက်သွားရမယ့်အရာပါဒီဗီဒီယိုကနေတင့်ရဲ့ gay error ကို confidence ရှိဖြတ်သန်းနိုင်ဖို့ကိုအမှန်တကယ်ချစ်မြတ်နိုင်မှုအတွက်တိုက်တွန်းနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ကျမလည်းအခုချိန်မှာကိုပုံမယုံကြည်မှုရှိအောင်စူးစမ်းနေစေပါပဲအခုလို knowledge sharing video လေးတွေကိုကြည့်တဲ့ channel လေးကို like and follow လုပ်ထားဖို့မမေ့နဲ့နော် See you in the next video. Thank you so much for watching.